သမီးနာမည်ကတော့ယူမထွေးခေါ်ဆီယမ်နုဖြစ်ပါတယ်။လွန်ခဲ့တဲ့4နှစ်လောက်တုန်းကသမီးတို့မိသားစုထဲမှာမဖိတ်ခေါ်ဘဲနဲ့ကန်ဆိုးခြင်းတွေရောက်လာပါတယ်။2020 9 လပိုင်း18 ရက်နေ့မှာမထင်မှတ်ပဲသမီးရဲ့ဖေဟာကောင်းမတော်တဆကြောင့်သမီးတို့ကိုထားသွားခဲ့ပြီးလူလောကကြီးကနေအပြီးအပိုင်းနှုတ်ဆက်ထွက်ခွာသွားခဲ့တယ်။အခုဆိုရင်သမီးတို့ဖေဟာသမီးတို့ကိုထားခဲ့တာ4နှစ်လောက်ကြာသွားခဲ့ပြီပေါ့။သမီးတို့ရဲ့ဘဝဟာအဖေမရှိရတဲ့နောက်ပိုင်းမှာခက်ခဲလာတာတော့အမှန်ပါပဲ။အဖေမရှိတော့ပေမဲ့အဖေရဲ့နှွေးထွေးမှုတွေဟာဘယ်ရနဲ့မှနိုင်ရှင်လို့မရပါဘူး။အဖေကိုအောင်းမေတတိယဂုဏ်ပြုရင်းနဲ့အဖေများအလုံးကိုဒီတချီလေးနဲ့ဂုဏ်ပြုပါရစေရှင်။ကျင်နာစွာချောတိတ်ခြင်းတွေမပြူအားလေလူရင်းတွေကိုဖြည့်စွမ်းပေးကြရဲ့ကြုံလာမယ်လူလောကကြီးတဲ့လမ်းမမရဲ့အဖေဟာတဲမပြီးတယ်ထူတာရဲ့စကားလုံးလေးတွေဒီကုန်းကတခါမှမပြောဖြစ်ခဲ့ပေမဲ့မြင်နေတဲ့မျက်လုံးများတဲ့ကစကားလုံးတွေဒီရင်တဲ့ခံစားချက်နာလေခိုင်မာတဲ့တောင်တန်းရဲ့ထက်မှာပွေလန်းတဲ့ရောင်စုံဝေးစားပန်းလေးများလိုပဲခိုင်မာတဲ့အဖေရဲ့ချွေးပွေမှုအောင်မှာရှင်တန်နေထိုင်ကြည့်ပြင်းခဲ့ပြီရာသီတွေပြောင်းလဲသွားကအိုးမင်းလေချိန်ရှိတိုင်းဒီတော့မီတွဲဆိုရင်နုတခံချစ်ချင်တဲ့ဖေးရဲ့အိမ်ဟာနောက်လာမယ်နေပေါင်းများထိတိုင်းအဖေကကျေးဇူးတင်လို့မဆုံးဘူးလေအဖေ